out of balance ဖြစ်ပြီးလို့စူညံတန်များလေထုံးစံအတိုင်း out of balance ဖြစ်နေတဲ့ဂျားတွေကနေပြီးတော့ကို stable ဖြစ်အောင်လုပ်နေရင်းနဲ့ကို stable ဖြစ်ပြီးကို strong ဖြစ်ပြီးကိုမှပြည့်သွားပြီဆိုတဲ့အချိန်မှာကိုယ့်ရဲ့ community ကိုတက်နိုင်တဲ့မြပြန် share ပေးဖို့ကိုလည်းကျွန်တော်ကြိုးစားနေရပေါ့နော်ဆိုတော့ဒါကြောင့် free course ဆိုတာကတမင်တက်လောက်နှစ်ခါလောက်လုပ်ပေးဖြစ်တယ်ဒါပေမဲ့ကျွန်တော် free ပေးနေလို့ကျွန်တော်ရဲ့ပညာတွေဒီအလဟတ်တရနေတဲ့ပညာတွေမဟုတ်ဘူး art therapy အတွက်ကိုကျွန်တော်ဒေါ်လာ1000နဲ့ချီပေးရတယ်ဒီ energy healing အတွက်ဆိုလို့ရှိရင်ကျွန်တော်ပြပကိုတစ်ခေါက် retreat တစ်ခေါက်သွားရင်ဒေါ်လာ9000ပထမလဆိုရင်ပထမနှစ်က3500ဒုတိယနှစ်ဆို9000 lens တွေပါမပါဘူး and then next mentorship ဆိုကျွန်တော် monthly yearly mentorship ဆိုလို့ရှိရင်ဒေါ်လာကို9500 6000 invest လုပ်တယ်ဒါပေမဲ့ဒါကျွန်တော်ဒီအဲ့လိုမျိုးနံပါတ်တွေကိုပြောပြရတဲ့အကြောင်းရန်ကြွားရလာတဲ့နေရာပြောတာမဟုတ်ဘူး because I'm not a rich person ကျွန်တော်ချမ်းသာတဲ့သူတွေမှာမပါဘူးဒါပေမဲ့ကိုရအောင်ရှာတယ်ရအောင်ကြိုးစားတယ်ရှာပြီးတဲ့အခါမှာကို invest လုပ်တယ်ဒီချိန်မှာစီးပွားရေးတွေ invest လုပ်လို့လည်းရပါတယ်ဒါပေမဲ့ဘယ်အရာမှမတည်မြဲနေဘူးဒါပေမဲ့ invest our brain invest ourself is the best ကို invest လုပ်လိုက်တဲ့အချိန်မှာကိုဟာတိုင်းတာတစ်ခုတည်းပြောင်းလဲလာတဲ့အချိန်မှာအဓိကနောက်ထပ်ပြောင်းလဲတဲ့သူပါလဲဆိုကိုယ့်ရဲ့မိသားစုကနေတဆင့်ထပ်ပြီးတော့ဒီလိုမျိုး community ကိုပြောင်းလဲလာတဲ့အချိန်မှာကိုယ့်ရဲ့အနီးတစ်ဝိုက်မှာရှိတဲ့အရာတွေဟာပို့ပြီးတော့လှလာတယ်ပေါ့နော်ပို့ပြီးတော့ကိုဟာပေးနိုင်လာတယ်ဆိုတော့သူများကိုပေးနိုင်မှုအတွက်ကိုစူးစမ်းရှာတယ်စူးစမ်းဖြည့်တယ်